sakana o ngari ma solution yin ne ngari bu di tota ato phambi na ma sukuni chechen me rezo mata wa di ye ge e ge thing thing na ro na twa jaro re to shina kata na to di ai khan na do ai khan na lo myo di ma kaung ne jogan achi ni ri me ma so lo shin ho son sa re ta sakana ထိန်းထားတဲ့ငါးတွေပေါ့နော်တခုနဲ့အထူးသဖြင့်နဲ့မာကိုရိုရအာဂျီအီဝမ်ရှိဒီစာပါဒီလိုမျိုးငါးတွေပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်အခါမိစခနာနေဝဒီအနီရောင်တန်းနေတဲ့ငါးတွေမှာဆိုလို့ရှိရင် histamine အနီရောင်တန်းနေတဲ့ငါးတွေမှာဆိုလို့ရှိရင်ဒီ histamine လို့ခေါ်တဲ့ဒီ bushy so အရာဝတ္ထုပစ္စည်းတွေဆိုလို့ရှိရင်ဖုကူမာတဲ့တဲ့အီတို့ဘာကြီးကအာရီမတ်ပါဝင်နေတဲ့အခြေအနေတွေရှိပါတယ် histamine တွေပါဝင်နေတဲ့ငါးတွေပေါ့နော်အဲ့ဒီရောလီဟင်းလျာတွေကိုဒါပဲလို့စားမယ်ဆိုလို့ရှိရင်allergic ဒီတုံ့ပြန်နေရနောက်တစ်ခုကကျတော့ဒီသူနဲ့ဆင်တူတဲ့ရောလျှော့အခြေအနေတွေဖြစ်ပွားမယ်ပေါ့နော်အဲ့ဒါကို histamine ဒီအစိတ်တင်တာပေါ့နော်ရှုကုကျူတို့ကိုအစိတ်တင်တာလို့အီမခေါ်တယ် histamine ဆိုတာကဒီဟောစွန်းကြောတိုင်ထိန်းသိမ်းတဲ့အခြေအနေအရဆိုလို့ရှိရင်မကောင်းတဲ့ဟာတွေတိုးပွားနေတဲ့အတွက်ကြောင့်ခန်းဆိုင်တွေကုန်ချမ်းအနေနဲ့ဥခဲဣရေတာစခဏလက်ခံရရှိတဲ့ငါးတွေအဲ့ဒါတွေဆိုစုကုနီချက်ချင်းပဲအေးခန္ဓာတနည်းအားဖြင့်ဒီအေးခဲစီတာပေါ့နော်အဲ့လိုမျိုးပါဆိုလို့ရှိရင် hisoyodas လိုအပ်ပါတယ်တဲ့အရေးကြီးတယ်ပေါ့နော်